Ronaldo ရဲ့ quality တင်တာတပွဲထဲမှာတင်ကားဖို့တင်ခဲ့ပြီးတော့အဲ့ဒီအရေးအတွက်ဟာအာဂျင်တီးနားတင်ပွဲစဉ်တစ်ခုလုံးမှာတွင်ခဲ့တဲ့စုပေါင်းတင်ဖို့အရေးနဲ့သွားရောက်တိုက်ဆိုင်နေပါဒါဟာတိုက်ဆိုင်တာတော့မဟုတ်ပါဘူးခင်ဗျာဘသူကပို့ပြီးတော်လဲဆိုတာကိုကိန်းဂဏန်းတွေကဖော်ပြနေတာဖြစ်ပါတယ်မက်ဆီနဲ့ Ronaldo ဒီကစားသမားများရဲ့ level ကိုကြားပြီးဆိုလို့ရှိရင်မက်ဆီရဲ့ parameter နဲ့ကစားကွက်ခံတီးမှုတွေကဟောဆိုင်လဲဆိုတော့အားလက်ခံကြပါတယ်ဒါပေမဲ့ဝေဖန်မှုတွေ PR တွေကြားနေပြီးတော့ရုံးထွက်လာပြီး goal ဆိုတဲ့ parameter ကိုခံယူဖို့အတွက်ကတော့ Cristiano Ronaldo ပြေးလို့မရှိပါဘူးခင်ဗျာလူတွေကသူ့ကိုအသက်ကြီးသွားပြီးအဆုံးသတ်သွားပြီလို့ထင်ကြတဲ့အချိန်မှာသူဘာလုပ်ခဲ့ပြလဲမှတ်မိရသေးလားAtletico Madrid နဲ့ Champions League ပွဲစဉ်မှာအသင်းက2-0နဲ့ရှုံးနေတဲ့အချိန်မှာတယောက်ချင်း hat-trick တင်ပြပြီးတော့အသင်းကိုနောက်ဆင့်တောက်ကူညီသွားခဲ့ပြီးပါတယ်။အခုအချိန်မှာအသက်42နှစ်ရှိပြီဖြစ်တဲ့ Cristiano Ronaldo ဟာသူ့ရဲ့ golden set ကြီးကိုဘယ်သူမှမရက်တတ်နိုင်သေးပါဘူး။နိုင်ငံတကာသွင်းကိုစံချိန်တင်130ကျော်နဲ့ကစားသမားဘဝမှာတွင်းခဲ့တဲ့တွင်းကိုပေါင်း900ကျော်ရှိနေပါတယ်။ကိန်းဂဏန်းဟာဘယ်သူမှလိုက်မမရရင်တွင်းကိုပမာဏဖြစ်ပါတယ်ခင်ဗျာ။အမေကြီးကြီးပြကာလိုဆန်လက်တွေပြောခဲ့ပြီးတဲ့စကားတစ်ခုရှိပါမယ်။ Ronaldo ထပ်ပိုကောင်းတဲ့ကစားသမားဆိုကိုကျွန်တော်တရားတယောက်ပဲရှိပါတယ်။အဲ့ဒါတော့ပြီးခဲ့တဲ့ပွဲမှာကိုမသွင်းရတဲ့ Cristiano Ronaldo ပါပဲတဲ့။တကယ်လို့ Ronaldo ကအာဂျင်တီးနားအသင်းလူစင်းမျိုးနဲ့ကစားရမယ်ဆိုလို့ရှိရင်ကံပွဲရဲ့ရလဒ်တွေကကွာခြားသွားနိုင်ပါတော့လားသိရမည်လို့ကွန်မန့်တွေမှာရေးခဲ့ပြပါခင်ဗျာ